ဘာသာရေးကိုအစွဲလန်းကြီးလေလေလှဲစားခံရဖို့ပိုလွယ်လေပဲတန်တရားမရှိတဲ့ယုံကြည်မှုဆိုတာလှောင်အိမ်တစ်ခုလိုပဲနာခံမှုဆိုတာတန်ကြိုးတစ်ချောင်းဖြစ်ပြီးမတ်လုံးနေဆိုတာလိန်ညာမှုတစ်ခုဖြစ်တယ်မမြင်ရတဲ့သခင်တွေကိုဒူးထောက်သူတွေဟာသူတို့ရဲ့စိတ်ကိုလက်နက်ချပြီးအဲ့ဒါကိုတီလာလို့ခေါ်ကြတယ်အမှန်တရားဆိုတာရဲရင်သူတွေအတွက်မေးခွန်းထုတ်သူတွေအတွက်တွန်းလှန်သူတွေအတွက်ကိုယ်ပိုင်စီးမင်းတွေဖန်တီးသူတွေအတွက်ပဲတန်တရားဆိုတာဟာစွမ်းအားတစ်ခုပဲတကူတဲ့ယက်တီချင်းကလက်နက်တစ်ခုပုံကန်ခြင်းဆိုတာရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ဖို့တစ်ခုတည်းတော့လာပဲဖယားရုပ်တုတိုင်းမှာထောင်ချောက်တစ်ခုရှိပြီးကျမ်းစာတွေကတန်ကြိုးတစ်ချောင်းဖြစ်တယ်လွတ်လပ်တဲ့လူသားတစ်ယောက်ဟာဖယားတွေနတ်ဆိုးတွေကိုရေမောပြီးလှဲစားမှုတွေပေါ်မှာကာခေါ်ကမကြောက်မရွံ့မချုံတော့မတားဆီးနိုင်ပဲကိုယ်ပိုင်ကဘာကိုတည်ဆောက်တယ်တခြားသူတွေကြောက်ရွံ့ပြီးကိုယ့်ရဲ့တန်ကြိုးတွေကိုမမြင်ပဲမမြင်ရတဲ့အရေးတွေကိုဥယျုံနေချိန်မှာသူဟာကိုယ့်အထိတ်ပဲကိုဖန်တီးနေတော့ပဲမင်းကဘသူ့ကိုတူးထောက်နေတယ်လေမင်းရဲ့ကိုယ်ပိုင်အမှန်တရားကိုရှာဖွေနေရလား